တူလုံးတဲ့ရာတူမရရောက်လားအပြစ်ဝင်ချတောင်းပန်တဲ့အခါမှာတူလုံးတဲ့ရာတူလွတ်သွားလားမလွတ်ဘူးရရလားမရောက်လားရရတယ်ဖယားနဲ့မျက်နှာချင်းမျက်နှာတာတာပြန်ရတာနော်ကိုစိတ်တွေကကိုပြန်ပြေးရောက်လာရေးရတယ်နော်ရေးရတယ်အဲ့တော့ကျွန်တော်ဒီစမ်းစမ်းမှာဆန်ဆိုလည်းဒီတိုင်းပဲအာဗြဟံလည်းဒီတိုင်းပဲသူမဟာဂတ်ဝင်လိုက်တော့ဆိုတန်းဝင်သွားတာပဲတော်တော်နားထောင်တာနောက်ဆုံးပြဿနာတွေပေါ်လေကဲရေးရလားမရောက်လားအာဗြဟံတော့ကောင်းစိတ်တော့ကပူပန်တော့ကအကြည့်ချင်ရေးရတယ်စမ်းစမ်းမှာတိကျဖော်ပြပြီးပါဆန်ဆိုလည်းဒီတိုင်းပဲလေနော်ဒေလီလာချိုးမချိုးအရန်ချိုးတာဒေလီလာအရန်ချိုးတယ်သူ့မေမိဘပြောတယ်ငါတို့ယူလို့မရဘူးတော့အဲ့ဒါပြန်မချိုက်ဘူးပြောတော့ဆန်ဆိုကဒေလီလာမှာဒေလီလာရှိဘလို့တော့ချောင်းပေါက်မတတ်သွားတာသူ့လမ်းမှာတူသွားတဲ့လမ်းမှာလေရန်တို့သူ့တတ်မဲ့လူတွေနော်ဖိလိပ္ပိစစ်သားတွေနော်လန်နေထားတဲ့စောင့်တာသွားတာမကြောက်ဘူးအဲ့လောက်ဒီဒေလီလာဆွဲအားကောင်းတယ်နောက်ဆုံးမှာဖျားပါလို့လေကြည့်လိုက်သူရွေးကောက်တဲ့သားဖြစ်တော့ကြောင်းသူဆုံးမလားဆုံးမလားဘာလို့ကြည့်ခိုင်းရလဲဆန်းဆုံးဘာလို့ကြည့်ခိုင်းရလဲဒေလီလာကိုကြည့်လားမကြည့်ဘူးလားကြည့်ရတယ်ချောလားမချောလားဒီလောက်တော့ချောရကောင်းလားဆိုမှမျက်လုံးဘာလို့လဲရလဲဟုတ်အဲ့ဒီမျက်လုံးပေါက်သွားတဲ့ခါကျသူပြန်မြင်လာတယ်နာဝိညာဉ်နဲ့ဖျားရှုပြန်လေ့လာတာဖြစ်ခင်နားထောင်ပြီလားနားထောင်တယ်ဗျာဟုတ်လားမဟုတ်လားအဲ့ဒီမျိုးလုံးပေါက်သွားတဲ့ခါကျတော့ဖျားရှုပြန်လေ့လာတာဖျားကအဲ့ကြောင့်ဘာပြောလဲမြင်းမျိုးလုံးပေါက်သွားပါစေဖျားရှုပြန်လေ့လာဖို့အရေးကြီးတယ်မဟုတ်လားဖျားကအဲ့ဒါလိုချင်တယ်ဒါကြောင့်ဒီချစ်တော်ဘုရားတားပြီးဆုံးမလားမဆုံးမလားတန်ခါလားမခါဘူးလားကျွန်တော်ဘွားလည်းဖျားကြီးဆုံးမတာကျွန်တော်တော့ဝေတော်ပြကျွန်တော်အကျိတ်ကျိတ်အဖမ်းမှတတိပေးတဲ့အရာကိုလေကျွန်တော် MM ဒါချစ်တဲ့ခင်နဲ့ကျွန်တော်ရဲ့သူငယ်ချင်းဆရာကိုအာနာလို့လိုက်ရောမိရဖယားနဲ့မပတ်တတ်တဲ့မာနနဲ့ဆိုင်တဲ့နေရာမှာတွားကူညီမိတာအဲ့ဒီကကြတော့ဖယားကြီးဆုံးမလိုက်တာအော်တွေးဝမ်းတွားလာကမှကိုနဲ့ပြင်လေတခါတည်းတွေးဖတ်တယ်မှာပေါ့တွေးစိမ့်မဲ့ဝေါနော်တရက်နဲ့တညအာအင်းကြီးကုန်ခန်းသွားပြီဘိုက်ထဲမှာလေးဘာလို့ဒီလားအင်မတမထက်တဲ့တွားနဲ့ဦးဒီအစာအင်းအကုန်လုံးဆွဲစားလိုက်တဲ့ခံစားတာအဲ့ဒီနာချင်ဖို့ဘလောက်ထိတင်နေလားအယိုးထိနာတယ်နော်အဲ့ဒါကိုတေးပါအောင်ကိုရင်းနဲ့ခံတာအိမ်ကတက်မှာပဲအိမ်နမဲပါကိုဆရာကလည်းသူ့လက်ထမတေးတော့မှစိုးရင်းကကြောင့်ဂရိပလင်အကုန်ချိတ်ပေးစေးတွေသူတတ်ဆွမ်းတဲ့ဘက်ကအကုန်ထိုးပေးမရဘူးဘာလို့ဖျားလို့တာကိုငိုတာမြေးတော့ခံသွားတာအတနာကြဟာတဲ့ငိုတာမြေးရမရှိတော့ဘူးဘာလို့လဲဆိုရင်စက်ကမချမ်းနာတာလေစက်ကဆုံးမချင်းဟာကိုယ့်ရဲ့တက်မှာအင်တာတက်မှာငိုနေတာအမြေးရဘာမရှိတော့အဲ့တော့တင်းကန်တဲ့အရာတွေခေါင်းကနေချွေးတွေကရေလောင်းတယ်လို့စမ်းတယ်လို့ကြားတာအင်းကြီးတဲ့ရေညှစ်လို့ရနောက်ဆုံးမှာကျွန်တော်လည်းဘုရားရဲ့ကျူတော်ကြောင့်ဘုရားရှင်ပြန်တည်ရလာကျွန်တော်မားပြီးကိုတော့ကျွန်တော်ဆရာကျွန်တော်ပြန်တော့မယ်အိမ်ကိုကျွန်တော်ဆရာလည်းတူလက်ထမှာတေတော့မှဆိုလို့အမြန်ကားတစ်စီးငါမှကျွန်တော်အိမ်ပို့လိုက်တာဘုရားရှင်မှာတောင်းပန်လိုက်တဲ့အချိန်ကစပြီးကျွန်တော်ရဲ့တွေးဝမ်းသွားတယ်အကုန်လုံးရက်စင်သွားတာကားပေါ်မှာတွေးမသွားတော့ဘူးတို့လည်းနာကျင်ဖို့ကတစ်စက်မှမယုံတော့တစ်စက်မှမယုံဘူးအိမ်ရောက်တဲ့ခါကျမှအိမ်လေးရောက်ရောဒါကျွန်တော်ရဲ့ဒဏ္ဍာကြီးပြောနေရမဟုတ်ဘူးကျွန်တော်ရဲ့အဖြစ်ပြပြောနေပလတ်စတာကတ်ထားတဲ့အရာကိုခွာပစ်တယ်လို့ပြောက်တယ်ကိုလည်းအောင်အော်တာအားယုံလားအားမယုံဘူးဖြတ်ကြီးချစ်လားမချစ်ဘူးလားချစ်တယ်ကျွန်တော်ဆရာကကျွန်တော်ရဲ့တွေးတွန်တဲ့အရာကိုကြည့်ပြီးမှဒီကောင်းမရှင်းနိုင်တော့ဘူးလို့အဲ့လိုတတ်မှတ်တာတရင်နဲ့တညတွေးကြစားနေသလား9မိနစ်မှတစ်ချိန်9မိနစ်မှတစ်ချိန်လေဝိုးခဲ့တော့တွားတွေးပတော့အင်တာအတိလက်ပြေကတော့အဲ့ပွဲအင်တာပြေတော့ပထမအဆုံးတော့အင်တာမှာကြော်တက်တာတွေးနေပဲဘယ်ဒူးမှမတော်တော့အဲ့ဒါနေလေးကိုကြောအဲ့ဒါပုတ်ပွားမှတခါတည်းမြေကြီးနဲ့ဖုံးလိုက်ရတာလူတယောက်ရဲ့ခန္ဓာကိုယ်မရှိတွေးတယ်မရှိတော့
တွန်းလိုက်တာဘုရားကြီးဆုံးမချက်ကြောက်ကြရင်တော့ဘာဖြစ်လို့လဲရှင်လို့ညဉ့်ညူတော့အသက်တာကိုအသက်ရှင်တာလို့ချင်းလားအခုကျွန်တော်မိဘတွေလဲလောကမှာရှင်မိဘကိုယ့်တာမီးအပြစ်လုပ်တဲ့ခါမှာဒီတိုင်းလွတ်ထားလားလွတ်တာဘူးပြောလို့မရရင်ဒီတိမလို့မရဘာနဲ့လာပြီလဲပုံစံမျိုးနဲ့ကိုယ့်တာမီးဆုံးပါတယ်သူဒူးထောက်ခိုင်းမယ်ရဲတုံးနဲ့ရိုက်မယ်ဟုတ်လားမဟုတ်လားအဲ့ဒါဘာဖြစ်လို့ရှင်လို့တိပိနိကရက်တဲ့မိဘမရှိဘူးကိုယ့်တာမီးထပ်မပြတ်စီအောင်နော်ထပ်လမ်းမလွဲအောင်သူ့ကိုဆွဲတင်တဲ့အရာဖြစ်တယ်ဟုတ်လားမဟုတ်လားဒါကြောင့်ဘုရားကြီးရဲ့တာမီးတဲ့အပြစ်လို့ဘာလို့မလဲဆုံးမတယ်ဒဏ်ခတ်တယ်လုံးလားမလုံးလားတတိပေးလို့မရဆုံးမမှာဒဏ်ခတ်မှဖြစ်တယ်မယုံမရှိနဲ့အဲ့ဒါကတာတမီမှန်ပြောတာတော့လေကိုဘုရားတာဟုတ်တယ်မဆိုဒီမှညာလို့မရဘူးအပြစ်လောက်တော့လေတဲ့ဘုရားမဆုံးမတာရင်မဟုတ်မြေဦးကြီးလည်းရတော့တာစာတာဖြစ်တယ်ဒါကြောင့်ဒီဘုရားကတင်တို့အကျိုးအတွက်တာဆုံးမတော်၏တဲ့ဘာလို့လိုက်ကိုတန်ရှင်းခြင်းပရမီမှာတွာလာဖို့ဒါကြောင့်ဘုရားကြီးချစ်လားမချစ်လားအဲ့ဒီတန်ရှင်းခြင်းပရမီမှာတန်လေဘုရားကြီးဂျေစုတော်လက်တော်တွေတွန်းလောက်လို့ရလားမရဘူးလားရတယ်ဘုရားတာမီမှန်တဲ့အခါမှာကောင်းချီးမရမှကျွန်တော်မပူရဘူးဒါပေမဲ့သူ့ရဲ့အချိန်ကာလကိုကျွန်တော်မျိုးလေးတိုက်ရတယ်ဒါကြောင့်ဒီဘုရားကြီးတာမီဓမ္မကိုအပြည့်လောက်တော်ကြလဲဘုရားကြီးမဆုံးပါဘူးဆိုရင်ကိုမှတ်ဘုရုတာမီလဲစာတာမီပေးသွားမှလဲမရေဒါကြောင့်ဒီဘုရားကြီးဓမ္မကြီးတွေဘုရားကြီးတာမီအပြည့်လောက်ပိုက်ကိုရလားမရဘူးဂလာတိ6ဖြစ်ပြန်ပြောမယ်ဂလာတိအခန်းကြီး6အငယ်ရှိဂလာတိ6အငယ်ရှိမိမိဇာတိပဂတိ၌မျိုးစေ့ကျေတော်သူသည်ဇာတိပဂတိအားဖြင့်ပုတ်ပြတ်ခြင်းအသီးအနှံကိုရိပ်ရလိမ့်မည်ဝိညာဉ်ပဂတိ၌မျိုးစေ့ကျေတော်သူသည်ဝိညာဉ်ပဂတိအားဖြင့်ထာဝရအသက်ရှင်ခြင်းအသီးအနှံကိုရိပ်ရလိမ့်မည်